န်ဆိုတဲ့အမည်ရှိတဲ့မော်မီအိမ်ဆောက်ကလူမလေးဟာအင်ချမ်းစွာအိပ်ပျော်နေစဉ်သူမရဲ့နှုတ်ဆက်တန်ကြောင့်နိုးလာခဲ့တယ်။သူမအပြင်သို့ထွက်ပြေးလိုက်တဲ့အခါမှာတော့သူမရဲ့တခင်အတင်းမှာခွေးတကောင်ဖြစ်နေတာကိုတွေ့လိုက်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။ကျန်ကသူမအနေနဲ့စုတောင်းတုံးခုကိုဖြစ်စေပေးနိုင်ကြောင်းရှင်းပြရန်ကြိုးစားနေပေမဲ့ခွေးလေးကနားမလည်ခဲ့။ကျန်ကခဏမျက်စင်စားပြီးတဲ့နောက်မှာခွေးလေးကိုကစားစရာများစွာပေးခဲ့ပေမဲ့စုတောင်းတစ်ခုမှပြေးဝမလာခဲ့ပါဘူး။စိတ်တက်လက်ပြက်နဲ့သူမကဘလုံးကိုတော်တာတကြီးနဲ့လုပစ်လိုက်ရမှာခွေးကလေးကအဲ့ဒီဘလုံးကိုတော့ဖတ်လိုက်တဲ့အချိန်မှာအောက်ဆရာကောင်းလောက်အောင်ပထမဆုံးစုတောင်းပြေးသွားခဲ့ပါတယ်။ဒီတဲ့နောက်မှာကျန်ခွေးလေးနဲ့စတင်ကစားပါတော့တယ်ဒါပေမဲ့ခွေးလေးကမိအိမ်ကိုကိုက်ပြီးထွက်ပြေးသွားတာကြောင့်ကျန်မမိအိမ်နဲ့ငိပါသွားခဲ့တယ်။ခွေးလေးကပြန်လဲလာတဲ့အခါမှာဒုတိယမြောက်စုတောင်းပြေးသွားပြန်တယ်။ညဘက်ရောက်တဲ့အခါမှာတော့ကျန်အိပ်ပျော်နေစဉ်ခွေးလေးကကစားချင်တဲ့အတွက်မိအိမ်ကိုထည့်ယူလာပါတယ်။ကျန်အလူပင်ပန်းတဲ့အတွက်မိအိမ်ကိုပြန်လဲဆွဲယူကခွေးလေးကလည်းအလျှော့မပေးပေးပြန်ဆွဲလိုက်တယ်။အဲဒီနောက်မှာဆွဲရင်းနဲ့ရုတ်တရက်မိအိမ်ကလက်ကွင်းကကျိုးသွားခဲ့ပါတယ်။အဲကြောင့်ပဲကျင်းလေးကအလွန်တော်တာထွက်စေပြီးခွေးလေးမှလည်းကြောင်းလန့်တကြားထွက်ပြေးသွားခဲ့ပါတယ်။တော်လာများပြေလျှော့သွားတဲ့အခါမှာတော့ကျန်ကစိတ်မကောင်းစွာနဲ့ခွေးလေးနောက်ကိုလိုက်ရှာပါတော့တဲ့အခါမှာခွေးလေးတကောင်နဲ့အတူရှိနေတဲ့အခြားကြီးနေတအူရဲ့ပကြီးကားကိုငဲကြည့်နေတာကိုသူမတွေ့ရှိခဲ့တယ်။ကျန်ကခွေးလေးကိုရွှေရောင်တရေပက်ကြိုးလေးတစ်ခုကိုပတ်ပြေးလိုက်ရမှာခွေးကအလွန်ပျော်ရွှင်သွားခဲ့ပါပေမဲ့သူတို့နဲ့ဦးရင်းနှီးရှင်လမ်းမဲ့အချိန်လေးကိုပင်ကျန်ကမိအိမ်ထဲကိုပြန်လဲဆုပ်ယူချင်းခံလိုက်ရကြောင်းမှာတတိယမြောက်စုတောင်နဲ့ပြေးဝသွားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့ရှင်